ရှင်မဟာတက္ကရေ1388ခုနှစ်ဝါဆိုလပြည့်ကျော်17ရက်ခရစ်တက္ကရေ2026ခုနှစ်ဩဂုတ်လ9ရက်တနင်္ဂနွေနေ့ခါသမယမှာမဟာတတ္တမဇောတိကတစားအကမဟာတတ္တမဇောတိကတစားရက်ကျေတန်ခနာယကဥက္ကဋ္ဌရွှေကျင်ဗဒ္ဒနာသာသနာဓမ္မဝိဟာရအကြောင်းသားဤဦးစီးဗราဏနာယကဆရာတော်မှ2025-2026ပညာသင်နှစ်ကြီးတွဲအောင်ကျောင်းသားကျောင်းသူများအားဂုဏ်ပြုစုကြီးမြင့်ခြင်းအခမ်းအနားအစီအစဉ်ကိုအစီအစဉ်9ရက်ဖြင့်ကျင်းပသွားမှာဖြစ်ပါတယ်ရှင်။အခမ်းအနားမှုဖြင့်ကျမဒေါ်တန္တာကဆောင်ရွက်ပြီးတွဲဘက်အခမ်းအနားမှုဖြင့်ဆရာမဒေါ်ဆွေဆွေဦးကဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင်။စီစဉ်1ခမ်းအနားဖွင့်လှစ်ခြင်းစီစဉ်2အဖွင့်အမှာစကားပြောကြားခြင်းအစီအစဉ်3စုချင်းမြင့်ခြင်းခမ်းအနားပြုလုပ်ရခြင်းရွယ်ချက်ကိုကျောင်းကျိုးတော်ဆောင်တဦးမှပြောကြားခြင်းစီစဉ်4ဓမ္မဝိဟာရဆရာတော်ဘုရားထံမှဩဝါဒစကားမှတ်သားနာယူခြင်းစီစဉ်5ရက်ကွက်အုပ်ချုပ်ရေးမှူးကြီးမှဝမ်းမြောက်ကြောင်းအမှာစကားပြောကြားခြင်းစီစဉ်6ကြီးတွဲအောင်ကျောင်းသားမိဘများဤကိုစားမိဘတဦးမှဝမ်းမြောက်ကြောင်းကျေးဇူးတင်စကားပြောကြားခြင်းစီစဉ်9ကြီးတွဲအောင်ကျောင်းသားကျောင်းသူများကိုစားကျောင်းသူတဦးမှကျေးဇူးတင်ဝမ်းမြောက်ကြောင်းပြောကြားခြင်းစီစဉ်10စုချီးမြှင့်ခြင်းစီစဉ်9အခမ်းအနားပြည့်မြောက်ကြောင်းကြေညာခြင်းတို့ဖြစ်ပါတယ်ရှင်စီစဉ်ရမဟာတတ္တမဇောတိကတစားအကမဟာတတ္တမဇောတိကတစားရက်ကွက်ကျေးရွာတန်ခနာယကဥက္ကဋ္ဌရွှေကျင်ဗဒ္ဒနာသာသနာဓမ္မဝိဟာရအကြောင်းသားဤဦးစီးဗราဏနာယကဆရာတော်မှ2025-2026ပညာသင်နှစ်ကြီးတွဲအောင်ကျောင်းသားကျောင်းသူများအားဂုဏ်ပြုစုချီးမြှင့်ခြင်းအခမ်းအနားအစီအစဉ်ဖွင့်လှစ်ကြောင်းကြေညာအပ်ပါတယ်ရှင်စီစဉ်ရအဖွင့်အမှာစကားပြောကြားခြင်းဖြစ်ပါတယ်ဥပဒေချုပ်ကြီးမှအဖွင့်အမှာစကားပြောကြားပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ရှင်အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ရဲ့ဆရာတော်ကြီးကဥဆောင်ခြင်းပါတယ်ဒီနေ့ဂုဏ်ပြုကြီးမြင့်ပွဲအခမ်းအနားကိုကြွရောက်လာကြတဲ့နော်ဒီကျောင်းသားမိဘနောက်တစ်ခါစုရဂုဏ်ပြုခံကျောင်းသူကျောင်းသားအားလုံးနဲ့နော်ဒီအခမ်းအနားကိုကြွရောက်လာတဲ့လူကြီးမင်းအားလုံးနော်မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့နှုတ်ခွန်းဆက်ဂါရဝပြုပါပါတယ်အဲ့တော့ကျွန်တော်တို့ဆရာတော်ကြီးရဲ့အခုပွဲကတော့နည်းနည်းထူးခြားပါတယ်တာမန်အဖြစ်တော့ကျွန်တော်တို့ကဒီဆရာတော်တန်ဃာတော်တွေကနေပြီးတော့ကျင်းပပြုလုပ်တဲ့ပွဲတွေဆိုတာကအခါကြီးရဲ့ကြီးပွဲတွေနောက်တစ်ခါတန်ဃာတော်နဲ့ပတ်သက်တဲ့ပွဲတွေနောက်တစ်ခါတန်ဃာတော်ဂုဏ်ပြုတဲ့ပွဲတွေနော်အလှပွဲစသဖြင့်ပေါ့နော်အဲ့လိုပွဲမျိုးများပါတယ်အခုတော့ကျွန်တော်တို့ရဲ့ဆရာတော်ကြီးကနေပြီးတော့တခြားပွဲတွေအပြင်အခုလိုပညာရေးလူမှုရေးကိုဦးစားပေးတဲ့အနေနဲ့ grade 12အောင်တဲ့ကျောင်းသူကျောင်းသား21ယောက်ကိုဂုဏ်ပြုချင်းမြင့်တဲ့ပွဲဆိုတာကတော့ကျွန်တော်လည်းအခုမှပဲဒီလိုပဲစုံမှုတဲ့သဘောလေးရှိပါတယ်အဲ့တော့ဒီလိုပွဲမျိုးကျင်းပပေးပြီးတော့ဒီလိုပွဲဖြစ်မြောက်အောင်နော်ဝိုင်းဝန်းကူညီကြတဲ့နော်ဒီကျွန်တော်တို့ဆရာတကာအားလုံးကိုလည်းကျေးဇူးတင်ကြောင်းကျွန်တော်ကဥစွာပြောလိုပါတယ်အဲ့တော့ကျွန်တော်တို့သိမိသလောက်ပေါ့နော်ကျွန်တော်တို့ဒီဆရာတော်ကြီးအနေနဲ့ပုံမှန်ဒီကုသိုလ်ရေးဘာသာရေးသာသနာရေးလုပ်တဲ့အပြင်လူမှုရေးနဲ့ပတ်သက်လို့နော်မိမိနေတဲ့မြို့ရွာမိမိနေတဲ့ရပ်ကွက်စသဖြင့်ပေါ့နော်လိုအပ်တာတွေကိုလူမှုရေးရကျွန်တော်တို့အမြဲတမ်းထောက်ကူပြီးတော့ပံ့ပိုးပေးနေတယ်ဆိုတာလည်းကြားသိရတဲ့အတွက်ကျွန်တော်တို့အနေနဲ့ဘာပဲဖြစ်ဖြစ်အထူးပဲဝန်းမြောက်ပြီးတော့တာရုခုံမိပါတယ်အခုကတော့ဆရာတော်ကြီးရည်ရွယ်တာကတော့မိမိရရွာမှာရှိနေတဲ့လက်လန်းမိသမျှထူးချွန်တဲ့ကလေးတွေပေါ့ထူးချွန်တဲ့ကလေးတွေဆိုတာက grade 12မှာအောင်မြင်တဲ့ကလေးတွေပေါ့grade 12အောင်မြင်တဲ့ကလေးဆိုတာကတော့
နော်ဟိုထူးထူးခြားခြားအောင်မြင်ပြီးတဲ့နောက်မကြမီတဆင့်မြင့်တဲ့ပညာရေးကိုရောက်မဲ့ကလေးတွေဖြစ်ပါတယ်အဲ့လိုကလေးတွေမျိုးနဲ့ပတ်သက်လို့ကျွန်တော်တို့ဆရာတော်ကြီးအနေနဲ့အမြဲတမ်းပဲအာတိတရှိပါတယ်ကလေးတွေရဲ့ပညာရေးလူမှုရေးစသဖြင့်နော်ထောက်ကူဖို့အားပေးဖို့ကျွန်တော်တို့အာတိတရှိတဲ့အတွက်ဒီနေ့ပွဲကြီးကျင်းပခြင်းဖြစ်ပါတယ်အဲ့ဒီအတွက်လည်းကျွန်တော်အနေနဲ့လည်းဆရာတော်ကြီးအတွက်လုပ်ငန်းအတွက်ကိုတာရုအချိန်ကြီးခေါ်မိပါတယ်တကယ်လည်းအားပြုမိပါတယ်အဲ့တော့ဟိုတာရုသမီးတို့အနေနဲ့လည်းဟိုတင်ပြပြောဆိုချင်တာကတော့ပညာရေးနဲ့ပတ်သက်လို့နော်ဆရာတော်ကြီးကနေပြီးတော့ဟလာအခုလိုပဲဟိုတိရောက်စီကားတိုက်မြိုင်နဲ့တာရုမိဘတွေအပါအဝင်အကုန်လုံးဒီသက်ဆိုင်ရာလူကြီးမိဘတွေပါတဲ့ပွဲကြီးမျိုးကျင်းပပေးတယ်ဆိုတာကတော်တော်ရှားပါတယ်အလားတူဆောင်ရွက်ပေးတဲ့တခြားကျွန်တော်တို့ကျောင်းတိုက်တွေဆရာတော်တွေဆိုတာလည်းတော်တော်နည်းမှဖြစ်ပါတယ်အဲ့တော့မိမိတို့ရဲ့သားသမီးတွေရဲ့ပညာရေးထုရှင်ရေးကိုအားပေးတဲ့ဆရာတော်ကြီးရဲ့ဒီတမာရီဂုံပညာကိုလည်းကျွန်တော်တို့ကပူဇော်တဲ့အနေနဲ့ဖြစ်ပါတယ်အဲ့တော့အဓိကတင်ပြလိုတာကတော့နော်လာမယ့်နှစ်တွေမှာလည်းဆက်ပြီးတော့စ조사ပြီးတော့ထူးခြားတဲ့အောင်မြင်မှုလုပ်ပေးရအောင်လုပ်ပေးပါဆရာတော်ကြီးအနေနဲ့လည်းအစင်မပြတ်ဒီလိုပညာဒါနနော်ပညာရေးအတွက်ကိုနော်ထောက်ကူပြီးတော့လုပ်ပေးတဲ့အခမ်းအနားမျိုးတွေနော်ဂုဏ်ပြုပွဲတွေလည်းဆက်လုပ်မယ်လို့လည်းကျွန်တော်တို့သိရပါတယ်ဒါမှမဟုတ်ဒီနေ့အခမ်းအနားမှာဆရာတော်ကြီးရဲ့နော်ဟိုပညာဂုဏ်တမာရီဂုဏ်သိက္ခာဂုဏ်ကိုဥတည်ပြီးတဲ့နောက်အခုလိုစီကားနဲ့ပညာဒါနပညာမျိုးစီကိုဆက်ပြီးတော့ချက်မှတ်နိုင်တဲ့အတွက်နော်ကျွန်တော်ဘာဝင်တက်ရောက်လာတဲ့နော်လေမိဘတွေနောက်တစ်ခါဟလာတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနော်အဲ့တွေအားလုံးကဆရာတော်ကြီးကိုဒါနဲ့ပတ်သက်လို့တော့အထူးဆရာတော်ကြီးရဲ့စေနာကိုဓာတုခေါ်ပြီးတော့ကျွန်တော်တို့ဥစွာကျွန်တော်တို့ဒါနဲ့ပတ်သက်လို့ဆရာတော်ကြီးကိုဂါရဝပြုဓာတုခေါ်ပါတယ်လို့ပြောရင်းဒီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဖွင့်မှာစကားပြောကြားပေးပါတော့ဥပဒေချုပ်ကြီးအားထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်စီစဉ်ရာစုကြီးမြင့်ရင်ခန္ဓာပြုလို့ရခြင်းရွယ်ချက်ကိုကျောင်းကျိုးတော်ဆောင်တဦးဖြစ်သူဦးတိုးဝင်းမှပြောကြားပေးပါရန်ဒေးစွာစွာပန်ကြားအပ်ပါသည်ရှင်မဟာတရမဇောတိကြသအက္ကမဟာတရမဇောတိကြသဘွဲတရိတ်တော်ရဓမ္မဝိဟာရကျောင်းတိုက်ကြီးဦးစီးပဓာနာနာယကဆရာတော်ဗဒ္ဒနာတာသနာရှင်သူမြတ်ကြီးနဲ့တကွာကြွားရောက်တော်မူလာကြသောပဲခူးတိုင်းဒေသကြီးဆိုရဖွဲ့မှအကြီးအကဲများတာဝန်ရှိပုဂ္ဂိုလ်များဆရာဆရာမများမိဘပြည်သူများကျောင်းသားကျောင်းသူများအားလုံးကိုမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကြောင်းဥစွာပထမဆုမွန်ကောင်းတောင်းအပ်ပါတယ်ယနေ့ပြုလုပ်သောဂရိတ်ကျွဲကျောင်းသားကျောင်းသူများတက္ကသိုလ်ဝင်ဆောင်ပွဲကိုအောင်မြင်သူများဂုဏ်ပြုပွဲအခမ်းအနားမှာကျွန်တော်အနေနဲ့ဂုဏ်ပြုရခြင်းရည်ရွယ်ချက်ကိုပြောကြားပေးရမှာဖြစ်ပါတယ်။ရည်ရွယ်ချက်ကိုမပြောကြားရင်ကျွန်တော်စုချီးမြှင့်တဲ့စုများနဲ့ပတ်သက်ပြီးတော့နည်းနည်းရှင်းသွားအောင်ကျွန်တော်ရှင်းပြပေးပါမယ်။အခုစုယူမဲ့ကျောင်းသားအားလုံး22ဦးဖြစ်ပါတယ်။22ဦးကို2သိန်းည2သိန်းညကျွန်တော်တို့အကုန်လုံးပေးမှာပါပထမအဲ့ဒီမှာမှထူးခြားစွာအောင်မြင်တဲ့ဂုဏ်ထူးတေဘာသာရတဲ့ကျောင်းသားကိုပန့်ဖို့နောက်ထပ်ထပ်ဆောင်အနေနဲ့2သိန်းအဲ့တော့တဘာသာရတဲ့လူက4သိန်းဖြစ်ပါတယ်နှစ်ဘာသာရတဲ့လူကထပ်ဆောင်ငွေ4သိန်းရမှာ6သိန်းဖြစ်ပါတယ်3ဘာသာရမဲ့လူက6သိန်းအားလုံးပန့်ဖို့ငွေက6သိန်းအားလုံး7သိန်းရပါပဲ4ဘာသာရတဲ့လူကပန့်ဖို့ငွေ7သိန်းနော်ခုနရတဲ့2သိန်းနဲ့ပေါင်းလို့ရှိရင်10သိန်းဖြစ်ပါမယ်5ဘာသာရတဲ့လူက10သိန်းနဲ့ခုန2သိန်းနဲ့ပေါင်းလို့ရှိရင်12သိန်းဖြစ်ပါတယ်6ဘာသာဂုဏ်ထူးအားလုံးဘာသာလုံးဂုဏ်ထူးကြတော့6ဘာသာဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးပန့်ဖို့ငွေက12သိန်းစုစုပေါင်း14သိန်းရရှိမှဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်ရှင်းသွားအောင်ပြောကြပါမယ်တချို့ကသူ့ပေးတာကြီးကဘလို့ကြီးလည်းမသိဘူးတွက်လို့မရအောင်ဖြစ်နေတော့အဲ့ဒါကျွန်တော်နိုင်ငံလေးဒီကဓာတ်ပြက်လေးရှင်းပြပေးတာပါစီတင်ရဒီနေ့ကျင်းပပြုလုပ်သောဂရိတ်တွဲကျောင်းသားကျောင်းသူတက္ကသိုလ်ဝင်စာမွေးအောင်မြင်သူများဂ
ဂုံပြုစုပွဲပဲခန္ဓာ၏ရွေချက်မှာစုများပေးရအောင်သာမကကျောင်းသားလူငယ်များ၏ကြိုးစားအားထုတ်မှုကိုအတိအမှပြုခြင်းနောင်လာမည့်ကျောင်းသားကျောင်းသူများအတွက်စံနမူနာကောင်းတစ်ဖန်တီးပေးခြင်းပညာရေးကိုအားပေးမြင့်တင်ခြင်းတို့အတွက်အလွန်တရာကောင်းမွန်သောခန္ဓာတရားဖြစ်ပါတယ်။ယနေ့အောင်မြင်မှုရရှိခဲ့သောကျောင်းသားကျောင်းသူများအတွက်ဂုဏ်ယူဝမ်းမြောက်တဲ့ကဲ့သို့အောင်မြင်မှုရဲ့အနောက်မှာစေတနာဝါဒနာအနစ်နာခံ၍မြစ်တာဖြင့်တင် जा ပေးကြသောဆရာဆရာမများပံ့ပိုးပေးကြတဲ့မိဘများကိုလည်းအထူးကျေးဇူးတင်ဂုဏ်ပြုရပါတယ်။ဒီရုံးချုပ်အားဖြင့်ဒီနေ့ခန္ဓာဖြစ်ပြအောင်ပြုလုပ်ချီးမြှင့်ပေးပါသောဆရာတော်ဘုရားကြီးနှင့်ခန္ဓာကျင်းပရေးကော်မတီကြွားရောက်လာကြသောဂုဏ်တရားရှိလူကြီးများဆရာဆရာမများမိဘပြည်သူများနှင့်တကွကျောင်းသားကျောင်းသူများအဖက်ဖက်မှကိုကြီးဆောင်ရွက်ပေးသူအားလုံးကိုကျောင်းအကျိုးတော်ဆောင်အဖွဲ့ကိုစားအထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားအပ်ပါတယ်ဆရာတော်ဘုရားကြီးတက်တော်ရာကျော်ဆို၍သာသနာတော်ကျိုးပညာရေးကျိုးပြည်သူပြည်သားများ၏ကျိုးကိုစတဲ့တဘိုးတိုး၍ဆောင်ရွက်နိုင်တော်မူပါစေကြောင်းနှင့်ဆရာတော်ဘုရားကြီးပညာရေးထောက်ပံ့ဒါနကောင်းမှုကြောင့်ဘဝဆက်တိုင်းဘွယ်ဒီဂုဏ်များရရှိသည့်ပညာရှိသူတော်ကောင်းကြီးဖြစ်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ဗျာအားလုံးကိုကျေးဇူးပေးပါတယ်ခင်ဗျာခန္ဓာပြောလျာခြင်းရွယ်ချက်ကိုဖတ်ကြားပေးသွားတော့ဦးတော်ဝင်အားထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်စီစဉ်ရာဓမ္မဝိဟာရဆရာတော်ဘုရားထံမှဩဝါဒစကားမှတ်သားနာယူခြင်းဖြစ်ပါတယ်ဆရာတော်ရှင်သူမြတ်ဘုရားအရှင်ဘုရားထံမှဩဝါဒစကားမှတ်သားနာယူလိုသည့်အတွက်ဘုရားတပည့်တော်တို့မှခြေတော်ဆုံးဥခ၍ပင်လျောက်လျှောက်ထားအပ်ပါသည်ဗျာဘုန်းကြီးတို့မင်္ဂလာတရား38ဖြာမင်္ဂလာတရားဆိုတာရှိပါတယ်အဲ့ဒီဂုံပြုဟုတ်လား38ဖြာမင်္ဂလာတရားထဲမှာဂုံပြုထိုက်သူတွေကိုဂုံပြုခြင်းဟာလည်းပဲမင်္ဂလာတရားဖြစ်ပါတဲ့အတွက်ကြောင့်ဒီကနေ့မင်္ဂလာလို့ဆိုတဲ့ဆိုလိုလိုက်တာပါအဲ့တော့ဘုန်းကြီးတို့လောကစကားလေးရှိပါတယ်ကြီးကျယ်တဲ့သူမှာကြီးမားတဲ့အတွေးအခေါ်ရှိတယ်တဲ့နော်ကြီးကျယ်တဲ့သူဟာတဲ့ကြီးမားတဲ့အတွေးအခေါ်ရှိတယ်တဲ့မြင့်မြတ်တဲ့သူမှာမြင့်မြတ်တဲ့အတွေးအခေါ်ရှိတယ်တဲ့အဲ့ဒီလိုပဲမြင့်မားတဲ့အောင်မြင်မှုတိုင်းဟာပေးဆက်မှုဆိုတာရှိရတယ်တဲ့နော်ပေးဆက်မှုရှိမှသာလျှင်လည်းပဲအောင်မြင်မှုဆိုတာရတယ်ဒီနေ့ကျောင်းလူကျောင်းသားတွေဟာမိမိတို့ဒီပညာရေးကိုဟုတ်လားသင်ယူကြိုးစားလာတာအဲ့ဒါပေးဆက်တာပါပဲပေးဆက်တာပါပဲအဲ့လိုပေးဆက်တဲ့အတွက်ကြောင့်ဒီနေ့ဘုန်းကြီးကထိုပေးဆက်သူတွေကိုဂုဏ်ပြန်ပြုပေးတာဖြစ်ပါတယ်နော်ဘာတွေပေးဆက်ခဲ့တာလဲဒီဘွဲ့ရအောင်ဒီအဆင့်ရောက်အောင်ကြိုးစားလာခဲ့တာအဲ့ဒါမိမိပေးဆက်ခဲ့တာပဲလောကမှာအဲ့ပေးဆက်မှုဆိုတာတော်တော်လေးအရေးကြီးတဲ့အရာဌာနဖြစ်တယ်လူတိုင်းလည်းပဲမသိလို့ကြဘူးနော်လူတိုင်းလည်းပဲသိခဲတယ်ဒါကြောင့်ပေးဆက်မှုဆိုတဲ့သဘာဝကိုရှင်းခုစွာဘုန်းကြီးအခုလိုပြောကြားပေးခြင်းဖြစ်ပါတယ်ဘုန်းကြီးတို့လည်းပဲဒါပေးဆက်နေတာပါပဲဘုန်းကြီးတို့လည်းပဲပေးဆက်နေတာဒါကြောင့်ဂုံပြုအကြောင်းမပြောကြားသေးမီရှိဥစွာပရဟိတဆောင်ရွက်ချက်များအကြောင်းကိုဘုန်းကြီးအရင်ပြောခြင်းပါတယ်ပရဟိတဘုန်းကြီးဆောင်ရွက်ခဲ့တာကမြို့သစ်ဂန်းငယ်ဂါကြီးငတ်ရက်ွက်အတွင်းမှာကွန်ကရစ်လမ်းများကိုဘုန်းကြီးဟုတ်လားဥဆောင်၍ရက်ွက်နေပြည်သူများအားပေးမှုကြောင့်ဟုတ်လားခင်းကျင်းခဲ့တာလည်းပဲ3ရက်ွက်လုံးမှာကွန်ကရစ်လမ်းများဖြစ်ကုန်ကြပါပြီဒါအားလုံးအသိပါပဲနောက်9ရက်ွက်နဲ့ကြောက်ကြီးစုတိုးချက်ရက်ွက်တို့ကိုဆက်သွယ်တဲ့ဟုတ်လားတရားကြီး2စင်းမှာဆိုလို့ရှိရင်လည်းပဲနှစ်လမ်းကတရားကြီးဆိုရင်ဘုန်းကြီးတိန့်100ကုန်ပါတယ်
ကိုယ်ပိုင်ငွေနဲ့ပြည်သူစီမှငါးပြားတစ်စီအလူခံပြီးတော့လောက်တာမဟုတ်ပါဘူးနော်အေးနောက်အလုတ်တစ်ခုဆိုတာတော့အခက်အခဲရှိတာပဲကောင်းတာလုပ်လဲပဲအပြည့်ဆိုတာရှိတာပဲဒါတွေကိုဘုန်းကြီးတို့ကမမှုပါဘူးနော်အကျိုးရှိဖို့အတွက်ပဲလုပ်တယ်အဲ့တော့အဲ့လိုနောက်အဲ့ဒီ9ရပ်ကွက်နဲ့ကြောက်ကြီးစုဟုတ်လားတိုးချက်ဟုတ်လား3လမ်းတရားကြီးဆိုလို့ရှိရင်ဘုန်းကြီးကပထမအားလုံးကတော့နည်းနည်းအလောက်ကတင်တာပေါ့လေနောက်တရားကြတော့ပို့ပြီးတော့ခိုင်မာအောင်ဆိုပြီးတော့ဘုန်းကြီးကအောက်ကနေပြီးတော့မှတန်ပေါင်ကြီးတွေအရင်ပြေးအဲ့ဒီတန်ပေါင်ကြီးတွေကနေပြီးတော့မှဘုန်းကြီးတို့ဟုတ်လားအောက်ကအခုကခေါ်တဲ့ဟုတ်လားဒီတန်ပြားပဲဆိုပါတော့လေဟုတ်လားဘုန်းကြီးပြောကလေးပြောမယ်ခေါ်မယ်ဆိုမဲနေလို့ဟုတ်လားအဲ့ဒါကိုဓာတ်ရှိပြားခင်ဓာတ်ရှိပြားပေါ်မှာတန်စီတန်ခွေးတွေလှုပ်ပြီးတော့မှအာစီလောင်းခဲ့ပြီးတော့လှုပ်ခဲ့တာဘာဖြစ်လို့အဲ့ဒီလိုလှုပ်တာလဲဆိုတော့မီးရထင်းရအကြောင်းရှိလာခဲ့ရင်အဲ့ဒီလမ်းတွေဟာအကြောင်းဆိုတာမဖြစ်ပေါ်ဘူးလို့မပြောနိုင်ဘူးအဲ့လိုလမ်းအဲ့ဒီလမ်းတွေမှာအဝင်ပဲရှိတယ်အထွက်မရှိဘူးအဲ့ဒီတရားတွေရှိမှအဝင်အထွက်ဖြစ်မှာအဲ့ဒါကြောင့်မို့လို့ဟုတ်လားမိသားကားပဲသွားဘာကားပဲသွားလို့ရအောင်ဆိုပြီးတော့နောက်ထပ်သတင်းမှကြတော့ပို့ပြီးတော့ဟုတ်လားဘုံနောက်ပွင့်လင်းသွားတာပေါ့လေအလောက်ကတင်သွားတာပေါ့လေအဲ့ဒါကြောင့်မို့လို့အဲ့ဒီလိုတရားတွေရောဟုတ်လားအဲ့ဒီတရားမှဆိုရင်130ကုန်းတယ်ဒါလည်းဘဒုစီရမှအလှမခံဘူးနော်နောက်အဲ့တိုးချက်ဘက်မှာလည်းပဲဒီလမ်းတွေတရားလေးတွေဟိုတော့ကတစ်သားတရားတွေကိုအဲ့ဒါတွေကပျက်စီးယိုယွင်းနေတယ်ဒါလည်းသွားလို့မရဆိုင်ကယ်လည်းသွားလို့မရအဲ့တော့ဘုန်းကြီးကအမြင်မတော်လို့ဆိုအဲ့ဒီဘက်မှာကဟုတ်လားကွန်ကရစ်နဲ့ကြာနာအာစီကွန်ကရစ်ဟုတ်လားတရား2စင်းနောက်ဒီဘက်က9ရပ်ကွက်မှာက3စင်းအဲ့ဒီလိုတွေလည်းပဲဘုန်းကြီးဒါပြုလုပ်ဆောင်ရွက်ခဲ့တာတွေကိုဘုန်းကြီးတင်ပြပေးခြင်းဖြစ်ပါတယ်နောက်တဘာဝဘေးများကြုံလာရင်လည်းပဲဘုန်းကြီးကအမြဲတမ်းလှူပါတယ်ဟုတ်လားဥမာမိုးကမောင်တိုင်းဖြစ်ပေါ်လာတဲ့ဘုန်းကြီးသိန်း100တိသွားပြီးတော့လှူပါတယ်နောက်အထက်ပိုင်းရေဘေးဖြစ်လာတယ်သိန်း100လှူပါတယ်ဟုတ်လားနောက်မာရဝီဇယရုပ်ပွားတော်ကြီးမှဆိုရင်သိန်း131သိန်းဘုန်းကြီးလှူပါတယ်နော်အဲ့လို31သိန်းလှူပါတယ်နောက်ဘုန်းကြီးကိုယ်တိုင်ဒီမွန်ပြည်နယ်ကြိုက်မြောမြို့နယ်ရေဘေးတုန်းကလည်းပဲသွားပြီးတော့လှူဒန်းပူဇော်ခဲ့ပါတယ်နောက်စွာရေဘေးတုန်းကလည်းပဲဘုန်းကြီးကိုယ်တိုင်သွားပြီးတော့လှူဒန်းခဲ့ပါတယ်တောင်ငူရေဘေးတုန်းကလည်းပဲကိုယ်တိုင်သွားလှူဒန်းခဲ့ပါတယ်ရေတာရှိဟုတ်လားရေဘေးမှာလည်းပဲဘုန်းကြီးကိုယ်တိုင်ကိုကြဟုတ်လားအတီးသွားပြီးတော့လှူဒန်းခဲ့ပါတယ်ဒါလှုပ်ဆောင်ခဲ့တဲ့အကြောင်းတရားလေးတွေကိုတင်ပြတာပါဟုတ်လားနောက်ဤဓမ္မဝိဟာရအကြောင်းတိုက်ကြီးမှာအခမဲ့ဈေးကန်းကိုလည်းပဲဖွင့်လှစ်ပေးခဲ့ပါတယ်ကိုဗစ်ကာလမှာရပ်ဆိုင်းလိုက်ရလို့ဈေးကန်းပိတ်လိုက်ရတာဖြစ်ပါတယ်နော်ဈေးကန်းကုန်ကြဈေးရိတ်ကိုလည်းပဲဟုတ်လားအမြဲမပြတ်ဘုန်းကြီးကနေပြီးတော့မှ9ရက်တစ်ပတ်ဈေးကန်းဖွင့်ပါတယ်အဲ့ဒီဈေးဘိုးဝါကတွေကိုလည်းပဲဘုန်းကြီးကပဲစိုက်ထည့်ပြီးတော့လှူဒန်းခဲ့ပါတယ်နောက်ကိုဗစ်ကာလမှာပြည်သူဆေးရုံကြီးကို350လှူဒန်းခဲ့ပါတယ်နော်သိတဲ့လူလည်းသိပါတယ်သိတဲ့လူနဲတာပေါ့လေနော်အခုအကြောင်းစုံတော့ပြောပြတော့သွားတာမဟုတ်ဘူးသိအောင်လို့ပြောပြတာနောက်အဲ့ဒီဘကိုးမြို့ပြည်သူဆေးရုံကြီးအတွင်းမှာပဲကြားသူနာပြုဆောင်3ကန်တွဲရေမီအိမ်သာဟုတ်လားရေချိုးကန်းအစုံ130နဲ့တသိန်းဟုတ်လားဆောက်လုပ်လူဒန်းပူဇော်ခဲ့ပါတယ်ဒါအပြင်ရင်ကျေးလိမ်မှာသင်္นานကိုလည်းပဲဟုတ်လားကိုဗစ်မတိုင်မီကနေပြီးကိုဗစ်ဟုတ်လားမတိုင်မီတဲ့ကစပြီးတော့ဖွင့်ခဲ့ကြတာဟုတ်လားတော်တော်ကြာခဲ့ပါပြီကိုဗစ်ကာလအတွင်းမှာခက်တပိတ်ပြီးတော့နောက်ပိုင်းပြန်ပြီးတော့ဖွင့်လှစ်ခဲ့ပါတယ်
ဒါတွေဟာဘုန်းကြီးဤရက်ကွက်အကျိုးနိုင်ငံအကျိုးဟုတ်လားနိုင်ငံသားတို့ရဲ့အကျိုးကိုရှေ့ရှု၍လူဒန်းခဲ့ခြင်းဖြစ်ပါတယ်ဒါတွေပြောရခြင်းဟာဘုန်းကြီးကြွားခြင်းလို့ပြောနေတာမဟုတ်ပါဘူးပွားခြင်းလို့ပြောတာကြွားတာမဟုတ်ဘူးနော်ပွားတာအဓိပ္ပာယ်သဘောကဟုတ်လားမတူဘူးနော်ဟုတ်လားမြန်မာစကားရှင်းသိဖို့တော်တော်ခဲရင်းကြတယ်နော်ကြွားနေတာမဟုတ်ဘူးပွားနေတာဟုတ်လားဘုန်းကြီးပွားနေတာဘုန်းကြီးတလောအเจ้าမှာဥပုသ်နေ့မှာဟောလို့ပေါ့ဟုတ်လားဝေကြနေတာလို့ဘုန်းကြီးဟောခဲ့တယ်เจ้าမှာဥပုသ်တဲ့တွေကိုဟုတ်လားဝေကြနေတာလို့ဟုတ်လားဝေတယ်ဆိုတာဓမေဝများဆိုတော့အောက်ကမိတဲ့ဆူလာတော့ရင်တွေရောလဲတူတူပေါ့ဆူလာတော့မှ तू ကဝေကြတယ်လေဟုတ်လားအဲ့ဒီသဘောပဲဟုတ်လားအဲ့ဒါကြောင့်မို့လို့ဘုန်းကြီးကအခုလိုပြောရခြင်းဟာကြွားတာမဟုတ်ပါဘူးပွားလို့ပြောတာပါဘာတွေပွားတာလဲဆိုတော့ကုသိုလ်ကောင်းမှုပြုလုပ်တာများကိုကုသိုလ်ပြုလုပ်တာများကိုအမြဲတမ်းတတိရနေခြင်းဟာယခင်ကပြုလုပ်ထားတာများကိုတတိရရင်ယခုလုပ်တယ်လို့ကုသိုလ်ဖြစ်တယ်ဘုန်းကြီးတို့ပါဠိလိုတော့မပြောတော့ပါဘူးဘုန်းကြီးတို့ဘုရားမှာဘုရားစကားပါဠိတော်ရှိတယ်ပြုလုပ်ပြီးတဲ့ကုသိုလ်တွေကိုပွားများပါတဲ့နော်မြန်မာလိုဟုတ်လားအကုသိုလ်တရားတွေကိုမေ့ပြောက်ပါတဲ့ဟုတ်လားဘုရားကအကုသိုလ်တရားတွေကိုမေ့ပြောက်တဲ့ကုသိုလ်တရားတွေကိုပွားများတဲ့အဲ့တော့ကုသိုလ်တရားကိုပွားများရင်ကုသိုလ်ဖြစ်လိမ့်မယ်အကယ်လို့အကုသိုလ်တရားတွေပြန်ပြီးတော့တတိယရင်လည်းပဲအကုသိုလ်ပွားများရာရောက်သွားတယ်အဲ့ဒါဆိုအကုသိုလ်ပြန်ဖြစ်တယ်အဲ့တော့ဘုရားကအကုသိုလ်ပြန်မဖြစ်အောင်လို့အကုသိုလ်တွေကိုပြုလုပ်ပေးခဲ့ပြီးတဲ့အကုသိုလ်တွေကိုအကုန်လုံးမေ့ပြောက်လိုက်ပါတဲ့ကုသိုလ်တရားတွေကိုအမြဲတမ်းသတိရနေပါတဲ့အဲ့ဒါပွားတာပဲနော်အဲ့ဒါပွားတာပဲအဲ့လိုပွားများရခြင်းဟုတ်လားအမြဲတမ်းတတိရနေဖို့အတွက်အားလုံးဟုတ်လားမှတ်ထားကြပါလို့မိမိတို့ပြုလုပ်တဲ့ကောင်းမှုကုသိုလ်များကိုအမြဲတမ်းတတိရကြပါမမေ့ပါနဲ့ဘယ်အထိအောင်တတိရနေရမှာလဲဆိုမသေးမချင်းသေကံဤထိတတိရနေရမယ်ကောင်းမှုကုသိုလ်ကိုနော်အဲ့တော့သေကံဤထိကောင်းမှုကုသိုလ်ကိုတတိရနေတော့သေတဲ့အခါမှာဟုတ်လားဗုဒ္ဓကြီးအဆုံးအမရဟုတ်လားကောင်းသောအမြတ်ဆုံးသောဘဝတွေကိုရောက်လိမ့်မယ်နော်ကောင်းသောအမြတ်ဆုံးသောဘဝတွေကိုရပါလိမ့်မယ်တဲ့အဲ့ဒီတော့ဘုန်းကြီးဆောင်ရွက်ခဲ့တာတွေအကုန်လုံးဟုတ်လားစုံလင်ခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်ယနေ့ပညာရေးကိုအားပေးတဲ့အနေနဲ့2025 2026ပညာသင်နှစ်မှာတက္ကသိုလ်ဝန်ထမ်းကိုအောင်မြင်ခဲ့စွာသောရိုးရိုးအောင်ကျောင်းသားဂုံတူးအောင်ကျောင်းသားကျောင်းသူများကိုထိုက်တန်ဂုံပြုချီးမြှင့်မှာဖြစ်ပါတယ်ဟုတ်လားခုနထိုက်တန်ဂုံတူးချီးမြှင့်မယ်ဆိုတာကတော့စောစောကဟုတ်လားဘုန်းကြီးတို့ကျောင်းရဲ့အကျိုးဆောင်ကြီးပေါ့ဒါဝရအကျိုးဆောင်ကြီးနာယကကြီးကတော့အသက်အရွယ်ကြီးကျမ်းမာရေးမကောင်းလို့မလာနိုင်ဘူးနော်ကျောင်းအကျိုးဆောင်ကြီးကတော့ဟုတ်လားအခုရှင်းပြသွားပြီးပါတယ်နော်အဲကြောင့်မို့လို့ဟုတ်လားရည်ရွယ်ချက်ကတော့အခုလိုဂုံပြုတ်ပေးတဲ့အတွက်နောင်လာညကျောင်းသားကျောင်းသူများအားကြပြီးတော့ကြိုးစားခြင်းစိတ်ဖြစ်လာအောင်ရည်ရွယ်ချက်နောက်ထပ်တစ်ခုကဘုန်းကြီးဟာနောင်ဘဝဆက်တိုင်းတူသောအကျိုးတွေကိုရရှိပြီးတူသောအကျိုးဆိုတာဟုတ်လားဘုန်းကြီးတို့စာလို့ပြောရင်ဇနေတိတတိတံပါကံကောင်းတာလုပ်ရင်ကောင်းကျိုးတွေအကျိုးရလိမ့်မယ်တဲ့မကောင်းတာလုပ်ရင်မကောင်းကျိုးရမယ်တဲ့အဲ့ဒါဇနေတိတတိတံပါကံလို့ဘုန်းကြီးတို့အမြဲတမ်းတရားဓမ္မတွေကိုဟောကြားပေးနေသလိုပဲဘုန်းကြီးတို့ကိုယ်တိုင်လည်းပဲသူများကိုဟောကြားပေးသလိုကိုယ်လည်းပဲဒီအသိတရားတွေထားပြီးတော့ဟုတ်လားဂုံတူဘွဲတူတွေရတဲ့ပညာမှာထူးချွန်တဲ့ဟုတ်လားကျောင်းသားကျောင်းသူတွေကိုဟ
ဟုတ်လားဂုံပြုပေးခြင်းပြည့်ရချက်ဖြစ်ပါတယ်အခုလိုစုရတဲ့ကျောင်းသားကျောင်းသူများအထူးတစ်ဖြင့်ဘုန်းကြီးတို့ဟုတ်လားဒီကျောင်းကထွက်သွားတဲ့ရင်ကျေးလိမ်မှာတင်တန်းစာမွေးပဲဟုတ်လားရင်ကျေးလိမ်မှာတင်တန်းမှာစာမွေးပဲတွေမှာဆိုလို့ရှိရင်လည်းပဲဒီနေ့6ဘာသာဂုံတူးရှင်တို့4ဘာသာဂုံတူးရှင်တို့တဘာသာဂုံတူးရှင်တို့ဟုတ်လားဘုန်းကြီးတို့ကျောင်းကထွက်သွားတာကတော်တော်များပါတယ်6ဘာသာဂုံတူးရှင်ဆိုလို့ရှိရင်လည်းပဲဟုတ်လားရင်ကျေးလိမ်မှာဆိုလည်းပဲပါဠုတပဲဟုတ်လား4ဘာသာဂုံတူးရှင်လည်းပဲဒီအတိုင်းပဲဟုတ်လားအဲ့ဒီလိုဘုန်းကြီးတို့နောက်ဟုတ်လားတဘာသာဂုံတူးရှင်တွေလည်းပဲဟုတ်လားဒီရင်ကျေးလိမ်မာကထွက်သွားတဲ့ဂုံတူးရှင်တွေကျန်တဲ့ကျောင်းသားကျောင်းသူများဟာလည်းပဲဒီကျောင်းကရင်ကျေးလိမ်မာတင်တန်းသားများဟုတ်လားဖြစ်လို့ဘုန်းကြီးကအလွန်ပီတိဖြစ်ရပါတယ်နော်ငါတို့ကျောင်းကထွက်သွားတဲ့ဟုတ်လား6ဘာသာဂုံတူးရှင်ဟာငါတို့ဓမ္မဝိဟာရကျောင်းကထွက်သွားတဲ့ဟုတ်လားရင်ကျေးလိမ်မာတင်တန်းကထွက်သွားတဲ့ပုဂ္ဂိုလ်တွေပဲအရင်တော့ကဆိုရင်ကျေးလိမ်မာတင်တန်းမှာဆိုလို့ရှိရင်လည်းပဲဘုန်းကြီးတို့ဟုတ်လားကျောင်းကစပိန်တွေဆိုင်ကယ်တွေဟုတ်လားဒါလေးလည်းပဲရရှိသွားကြတဲ့ပုဂ္ဂိုလ်တွေလည်းပဲရှိပါတယ်နော်ဆိုင်ကယ်ရရှိသွားတဲ့ပုဂ္ဂိုလ်လည်းပဲရှိတယ်စပိန်ဆိုလို့ရှိရင်လည်းပဲအစီး20ကျော်ရရှိသွားတဲ့ပုဂ္ဂိုလ်တွေလည်းပဲရှိပါတယ်ဟုတ်လားအဲဒီလိုနိုင်ငံဂုံဟုတ်လားဒီပညာရေးဟုတ်လားဂုံဒီဘုန်းကြီးတို့ဟုတ်လားရင်ကျေးလိမ်မာသင်္นานကနေတွေ့သွားတဲ့ပုဂ္ဂိုလ်တွေဖြစ်သည့်အတွက်ကြောင့်ဘုန်းကြီးကပို့ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ပါတယ်ဒါကြောင့်တိုင်းရဲ့ဂုံဆောင်နိုင်ငံရဲ့ဂုံဆောင်ကျောင်းသားကျောင်းသူများကိုဒီနေရာကနေပြီးတော့ဟုတ်လားဆုတောင်းပေးကျင်တာကအထက်တန်းပညာရှိဘူးရာမှာလည်းပဲနောင်လာမဲ့ဟုတ်လားဘွဲတွေကိုလူရည်ကျွန်းလူရည်မုံများဖြစ်ကြပြီးမဟာဝိဇ္ဇာဘွဲမဟာသိပ္ပံဘွဲစသောဟုတ်လားဂုံတူးများဖြစ်အောင်မြင်ကြသောကျောင်းသားကျောင်းသူများဖြစ်ကြပါစေလို့ဘုန်းကြီးဆုပေးပါတယ်ဒီဂုံပြုပွဲကြီးကိုမအားမလတ်တိကြားကကြွားရောက်လာပေးကြတဲ့ဂုံတရေကြီးလူကြီးလူမင်းများလူကြီးများဟုတ်လားရက်ွက်နေကျောင်းသားကျောင်းသူများဟုတ်လားအခမ်းအနားကိုအောင်မြင်စွာကျင်းပနိုင်ရန်အတွက်အဖက်ဖက်မှဝိုင်းဝန်းကူညီပံ့ပိုးကြသူအားလုံးကိုယေရှုတင်ပါကြောင်းအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေကုန်သတည်းသာဓုသာဓုသာ ဟောကြီးဆက်ပြီးတော့ဟုတ်လားသောတော်ကဘုန်းကြီးပြောခဲ့ပါတယ်ရည်ရွယ်ချက်ဆိုတာဟာကြီးမားတဲ့ပုဂ္ဂိုလ်တွေကကြီးမားတဲ့အကြံစီရှိတယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကမြင့်မြတ်တဲ့အကြံစီရှိတယ်ဆိုတော့အားလျော်စွာဘုန်းကြီးရဲ့ဟုတ်လားဗုဒ္ဓကြီးအဆုံးအမလေးဘုန်းကြီးအလွန်တရာနှစ်သက်တဲ့ဗုဒ္ဓကြီးအဆုံးအမလေးငါလေးပေါ့နော်အမြင်မှန်နဲ့ရှင်သန်ခြင်းတဲ့နော်အမြင်မှန်နဲ့ရှင်သန်ခြင်းတဲ့ရေရာခြေဖို့လူတာမဟုတ်တရားဝေလို့လူပါသည်ဖေဟာနော်ဒီကနေ့ဘုန်းကြီးလူတာရေရာခြေနေတာမဟုတ်ဘူးနော်ရေရာခြေဖို့လူတာမဟုတ်ဘူးတရားဝေလို့လူတာဟုတ်လားစိတ်အကြံပေါက်လို့လူတာမဟုတ်ပါဘူးနိဗ္ဗာန်ရောက်ဖို့လူတာပါနော်ရန်တွေပအောင်ဟုတ်လားလူတာမဟုတ်ပါဘူးမန်တွေကြအောင်လူတာပါနော်ရန်တွေဟုတ်လားဒီရန်တွေကိုအောင်လို့ဒီလိုလူတာမဟုတ်ဘူးမန်တွေကြပြီးတော့မိမိခန္ဓာကိုယ်မှာရှိတဲ့မန်တွေကိုဟုတ်လားမကောင်းတဲ့မန်တွေပေါ့အဲ့ဓာတွေကိုချပြီးတော့လူတာဖြစ်ပါတယ်ဆိုတဲ့အတွက်ကြောင့်အာလုံးဝမ်းမြောက်စွာသာဓု၃ကြိမ်တိုင်ခေါ်လိုက်ကြပါသာဓုသာဓုသာဓုဩဝါဒစကားမိတ်ကြားသွားပါတော့ဘုရားတပည့်တော်တို့မှခါရဝပြုတာဓုခေါ်အပ်ပါသည်ဖေဟာစီစဉ်ရာရက်ွက်အုပ်ချုပ်ရေးမှူးမှဝမ်းမြောက်ကြောင်းအမှားစကားပြောကြားခြင်းဖြစ်သည့်အတွက်ရက်ွက်အုပ်ချုပ်ရေးမှူးကြီး
ဦးစီသူအောင်မှအမှားစကားပြောကြားပေးပါရန်လေးစားစွာပန်ကြားအပ်ပါရှင် အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကဒီခန္ဓာမှာပြောရမယ်လို့လည်းမထင်ပါဘူးဆရာတော်ကြီးကနေတော့မေကုန်းပြောပြပါဟိုမေကုန်းဟွာပေါ့တာရုမောနာကြီးခေါ်ပေးပါဆိုတာလို့ဗျာဆရာတော်ကြီးရဲ့လှူတန်းတာကိုဗျာတပည့်တော့အရန်အားလဲကြပါဗျာဆရာတော်တန်ဃာတို့တပည့်တော့အားကိုးပါတယ်ဗျာတပည့်တော်တို့ရက်ွက်မှာချို့တဲ့မိသားစုကများပါတယ်ဗျာအဲ့ဒီအချိန်မှာဆရာတော်တို့ရဲ့ပံ့ပိုးမှုဆရာတော်ရဲ့လမ်းခင်းပေးခြင်းကျမ်းမာရေးစောင့်ရှောက်ပေးခြင်းဆရာတော်ရဲ့ပညာဒါနလှူပေးခြင်းကိုတပည့်တော်အားကြပါတယ်ဗျာတပည့်တော်လှုပ်တဲ့လှုပ်ကိုလည်းတပည့်တော်ဂုံယူနေပေမဲ့လည်းဆရာတော်နဲ့နှိုင်းရှင်လိုက်ရင်တပည့်တော်ကမြင့်မို့တောင်နဲ့ဇီးဇီးလောက်ပဲရှိပါတယ်ဗျာတပည့်တော်ဘာလုပ်ခဲ့လဲဆိုပညာရေးနဲ့ပတ်သက်လို့တပည့်တော်မြို့သစ်ခါဝေးဘောလုံးကွင်းအမကမူလုံကျောင်းမှာဆရာဆရာမလိုတဲ့အတွက်တပည့်တော်တစ်လောက်2သိန်းလုံးနဲ့တပည့်တော်3ယောက်ငှားပေးရဒီလားဆိုရင်3ယောက်စာပေးရမှာပါဗျာအဲ့ဒါကိုကျောင်းသားမိဘတွေကနေပြီးတော့တယောက်စာလောက်ကိုသူတို့လာစဉ်လှူပေးပါဗျာတပည့်တော်အဲ့ဒါကိုဂုံယူပြီးတာအခုဆရာတော်ကြီးနဲ့တွေ့ပါတပည့်တော်ကမြင့်မို့တောင်ကနဲ့ဇီးဇီးလောက်ကြီးဖြစ်သွားပါဗျာဆရာတော်ကြီးဘယ်လဲအားကြပါတယ်ဗျာလေးစားပါတယ်ဗျာကိုးကွယ်ပါတယ်ဗျာအဲ့တော့တပည့်တော်အနေနဲ့ဆရာတော်ကြီးအနေနဲ့တပည့်တော်ခိုင်းတာရှိလဲအချိန်မီခေါ်ခိုင်းပါဗျာတွင်တင်ဆုံးမတာရှိတယ်အချိန်မီတွင်တင်ဆုံးမပြီးတော့ဘူးပါဗျာလိုအပ်တာရှိလဲတပည့်တော်လမ်းပြပေးပါဗျာရက်ွက်ရဲ့လိုအပ်မှုလဲဆရာတော်ကြီးမှဆက်လက်ပြီးတော့ကြည်စုရှောက်ပေးပါလို့တပည့်တော်ပြောကြရင်းနဲ့ရှောက်ထားရင်းနဲ့တပည့်တော်ရဲ့စကားကိုညီကုန်းချုပ်ပါတယ်ဗျာ ဝမ်းမြောက်ကြောင်းမှာစကားပြောကြားပေးပါတော့အုတ်ချုပ်ရေးမူရာအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်စီစဉ်ရာကြီးတွဲအောင်ကျောင်းသားမိဘများဤကိုစားမိဘတဦးမှဝမ်းမြောက်ကြောင်းပြောကြားခြင်းဖြစ်ပါတယ်ဒေါ်မမဦးမှဝမ်းမြောက်ကြောင်းစကားလေးပြောကြားပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ရှင် ဒီနေ့ကျင်းပပြုလုပ်တဲ့ခမ်းနားကိုကြွားရောက်လာကြပါကုန်တော့ဖုံဖုံဆရာတော်ဘုရားကြီးနဲ့ဂုံတီရှိလူကြီးမင်းများနဲ့ဂုံတီအပြည့်သက်များအားလုံးကိုမင်္ဂလာပါလို့ကျွန်မပနာမအနေနဲ့နှုတ်ခွန်းဆက်သအပ်ပါလေရှင်ဂုံပြုတိုင်းသူကိုဂုံပြုခြင်းမင်္ဂလာတရားတော်နဲ့အညီဂုံပြုဝဲကိုဖြစ်မြောက်အောင်ဆောင်ရွက်ပေးပါတော့ဓမ္မဝိဟာရကျောင်းတိုင်းမှအကမဟာတတ္တမဇောတိကတဇအကမဟာတတ္တမဇောတိကတဇဖုံဖုံသာအရှင်သာသနာဆရာတော်ဘုရားကြီးနှင့်အကျိုးဆောင်ဆရာတော်များလူကြီးမင်းများနှင့်ပြိဿများအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းမေတ္တာများပို့သအပ်ပါတယ်ရှင်ကျမကတော့ဒီနေ့ခမ်းနားမှာမိတ်တွဲအောင်ကျောင်းသားကျောင်းသူများရဲ့မိဘများရဲ့ကိုစားစကားပြောကြခွင့်ရတဲ့အတွက်အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်ကျမမှာသားတယောက်သမီးတယောက်ရှိပါတယ်သားကတော့2019 2020ပညာသင်နှစ်မှာသဘောအားထားက3ကနေပြီးတော့ grade 10ကိုအောင်မြင်ခဲ့ပါတယ်ဂုဏ်ထူး2ပါးတာနဲ့ဒီ2025 2026ခုမှာတော့သမီးကပညာတကွန်ကိုပိုင်ထက်တန်းကျောင်းကနေပြီးတော့6ဘာသာဂုဏ်ထူးနဲ့အောင်မြင်ခဲ့ရပါတယ်ရှင်ဒီလိုအောင်မြင်ရတဲ့အခြေခံကျောင်းရင်းတွေကတော့ဒီဓမ္မวิหารကျောင်းမှာဖွင့်လှစ်ခဲ့တဲ့ယဉ်ကျေးလိမ်မှာသင်တန်းကိုကျမကစားဖွင့်တဲ့နှစ်မှာတည်းဟာမူလတန်းရွယ်ကျမကလေးတွေကိုပို့ပြီးတော့တင်ကြားစေခဲ့ပါတယ်အဲ့လိုတင်ကြားပေးတဲ့အခါမှာသင်တန်းဆရာတွေဖြစ်တဲ့ဦးစင်းဦးသာသနာ
ဦးစင်းမာနီတာကျမတငယ်ချင်းဖြစ်တဲ့ဆွေဆွေဦးမတနာတို့ရဲ့သင်ကြားပြသမှုတွေနဲ့ကျမကလေးတွေကကျင်းစာရိတ္တကောင်းတွေရင်ကျိလိမ္မာကိုသင်တန်းရဲ့ပို့ချပေးတဲ့အလေးကျင့်ကောင်းတွေဇာရိတ္တတိုင်းဆိုင်ရာအကျိုးကျေးဇူးတွေကြောင့်ဆရာမတွေရဲ့သင်ကြားပြသမှုတွေစိုးဆုံးမမှုတွေကိုရိုသေလိုက်နာကျင့်သုံးရင်းနဲ့ဒီလိုအောင်မြင်မှုတွေရရှိခဲ့တယ်လို့ကျမယုံကြည်မိပါတယ်ရှင်ဒီနေ့အခမ်းအနားကိုဖြစ်မြောက်အောင်ဆောင်ရွက်ပေးခဲ့ပါတော့ဂရိတ်တွဲအောင်ကျောင်းသူကျောင်းသားလေးများကိုဖုံဖုံကဂုံပြုပေးခြင်းဖြစ်တဲ့အတွက်ကျမတို့ရက်ွက်ရဲ့နောင်လာမယ့်မျိုးဆက်သစ်လူငယ်လေးတွေအတူယူစ조사ပြီးကောင်းသောလူငယ်မျိုးဆက်သစ်ကလေးတွေပေါ်လာမှာဖြစ်တဲ့အတွက်ဆရာတော်ဘုရားကြီးကိုအထူးပင်ကျေးဇူးတင်မိပါတယ်ရှင်ဆရာတော်ဘုရားကြီးဘာသာသနာအကျိုးသာမကလူမှုရေးတွေကိုဆက်လက်ဆောင်ရွက်ပေးပါတော့ဖုံဖုံဆရာတော်ဘုရားကြီးကိုရိုသေလေးစားစွာရှိခိုးချာဂါဝရပြုရင်းနဲ့ဏိကုံချုပ်အပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ် ကျေးဇူးတင်ဝမ်းမြောက်ကြောင်းပြောကြားပေးပါတော့ဆရာမဒေါ်မမာဦးကအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်စီစဉ်ရာ Great Day ကျောင်းသားကျောင်းသူများကိုစားကျောင်းသူတဦးမှကျောင်းသူတဦးဖြစ်သူမအင်းမြမြခင်မှကျေးဇူးတင်ဝမ်းမြောက်ကြောင်းပြောကြားပေးပါရန်ဖိတ်ကြားရပါသည်ရှင် 2025-2026တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသားကျောင်းသူများအားဂုဏ်ပြုစုချီးမြှင့်ပွဲအခမ်းအနားသို့ကြားရောက်လာကြသောဆရာတော်ကြီးများဂုဏ်တရားရှိလူကြီးမင်းများမိဘဆရာများနဲ့တငယ်ချင်းကျောင်းသားကျောင်းသူများကိုဥစွာပထမမင်္ဂလာပါလို့နှုတ်ဆက်တာပါတယ်ပထမအနေနဲ့သမီးကိုသမီးမိတ်ဆက်ပေးပါရစေသမီးနာမည်ကတော့မအင်းမြတ်ခင်ဖြစ်ပါတယ်သမီးရဲ့မိဘတွေကတော့ဦးမြင့်စောတော်မှာဦးတို့ဖြစ်ပြီးတော့ပဲခူးမြို့ကြောက်တင်ကုန်းမြို့တစ်ကကြီးရွာမလမ်းမှာနေကြပါတယ်မိရငယ်စဉ်ကKG ကနေပြီးတော့ Grade 8 ကိုအထက3မှာပညာသင်ကြားခဲ့ပြီးတော့ Grade 9ကနေ Grade 12အထိကိုပညာတကုံကိုပိုင်းထက်တန်းကျောင်းမှာဆက်လက်သင်ကြားပြီးGrade 12အောင်မြင်ခဲ့ပါတယ်ဆရာဆရာမတွေရဲ့သင်ကြားပြသမှုတွေကိုသေချာဂီရုစိုက်လိုက်နာပြီးတော့ဒီလိုစူးစမ်းခဲ့တဲ့အတွက်ကြောင့်မို့လို့သမီးGrade 12ကိုထူးထူးချွန်ချွန်အောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်ဘာသာရေးပိုင်းဆိုင်ရာအနေနဲ့လည်းငယ်စဉ်ကမမေတို့ရဲ့ဒီတိုင်းပို့ဆောင်စီခဲ့တဲ့အတွက်ကြောင့်မို့လို့ဓမ္မဝိဟာရဒီဗုဒ္ဓဘာသာသင်တန်းကျောင်းမှာတက်ရောက်ခဲ့ပါတယ်သမီးကအဲဒီနိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့ကနေပြီးတော့ကြီးမှုကျင်းပပေးတဲ့33ကြိမ်မြောက်34ကြိမ်မြောက်36ကြိမ်မြောက်ဗုဒ္ဓဘာသာဆောင်းမွေးတွေမှာလည်းဂုဏ်ထူးဆောင်လက်မှတ်တွေနဲ့အောင်မြင်ခဲ့ပါတယ်ပြီးတော့ကျောင်းပေါင်းစုံဆိုင်ရာပဲခူးမြို့နယ်ကနေပြီးတော့ကြီးမှုကျင်းပပေးတဲ့ဗုဒ္ဓဘာသာသင်တန်းကျောင်းကိုတဏိဒါယာမှာအကြောင်းကနေပြီးတော့ဝင်ရောက်ဖြည့်ဆို့ခဲ့ပြီးတော့ပထမအဆင့်နဲ့လည်းအောင်မြင်ခဲ့ပါတယ်ဒီလိုမျိုးအောင်မြင်ခဲ့ရတာတွေကတော့ဒီဓမ္မဝိဟာရကျောင်းတိုင်းဆရာတော်ကြီးတွေသင်ကြားပတ်သက်ပေးတဲ့ဖမောဦးသာသနာဖမောဦးမာနိတာပြီးတော့ဒီပွဲကိုကြီးမှုကျင်းပပြီးတော့ဆောင်ရွက်ပေးတဲ့ဖမောဦးကောတိတာတို့ရဲ့ကျေးဇူးတွေကြောင့်ပဲဖြစ်ပါတယ်ဖမောဦးစင်းရဲ့ခုံယူချီးမြှောက်မှုတွေကိုသမီးရကိုသားကျောင်းသားကျောင်းသူတွေကသူ့ကျွန်းနဲ့အောင်မြင်ခဲ့တဲ့လူတွေကိုဒီလိုမျိုးပတ်မိုးကူညီပေးတဲ့အတွက်ကြောင့်မလို့သမီးတို့ရဲ့ပညာရေးလမ်းကြောင်းမှာလည်းအရန်ဟိုမှာအထောက်အကူပြုပါတယ်သမီးကလည်းပဲဒီလိုမျိုးခုံယူမှုတွေချီးမြှောက်မှုတွေကိုအလားအမဖြစ်အောင်လို့ဆက်လက်ပြီးလည်းကြိုးစားသွားပါမယ်ဖမောဦးစင်းရဲ့ကျေးဇူးတွေကိုအမြဲပဲစိတ်ထဲမှာမှတ်ထားပြီးတော့ကြိုးစားသွားမယ်လို့ပြောကြရင်းနဲ့နှိကုံချိုးလိုက်ပါတယ်ကျေးဇူးတင်ဝမ်းမြောက်ကြောင်းပြောကြားပေးပါတော့သမီးလေးမအီမြမြခင်အားထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်စီစဉ်ရာစုချင်းမြင့်ခြင်းစီစဉ်ဖြစ်ပါတယ်ဂုဏ်ထူးရှင်ကျောင်းသားကျောင်းသူများနှင့်ရိုးရိုးအောင်ကျောင်းသားကျောင်းသူများအားတွဲဖက်၍စုချင်းမြင့်သွားမှာဖြစ်ပါတယ်စီစဉ်ရာ6ဘာသာဂုဏ်ထူးရှင်နှင့်ရိုးရိုးအောင်ကျောင်းသူ2ဦးအားစုချင်းမြင့်ဖြစ်ပါတယ်ထိုကလေးများအားစုချင်းမြင့်ပေးပါရန်မဟာတရမဇောတိကတစအကမဟာတရမဇောတိကတစဗ
ဗဒန္တသာသနာဓမ္မဝိဟာရဦးစီးပဓာနာနာယကဆရာတော်ဘုရားကြီးအားဘုရားတပည့်တော်မခြေတော်ဆုံးဥခိုက်လျက်ဂါရဝတရားရှိထားကဖြင့်ရိုသေလေးမြတ်စွာပင်လျောက်လျှောက်ထားအပ်ပါသည်ဗျာအခါဦးမြင့်တော်ဤသမီးခဘာသာဂုံလူရှင်မအီမြတ်ခင်လက်ခံပေးပါရန်ဖိတ်ကြားအပ်ပါတယ် ဦးမျိုးဝင်းသမီးရိုးရိုးအောင်လက်ခင်ပြည့်ပြည့်ကျော်ဆုလက်ခံရယူပေးပါရန်ဖိတ်ကြားပါရန် ဦးစောထိုင်းသမီးရိုးရိုးအောင်မအေးငိမ့်သူဆုလက်ခံရယူပေးပါရန်ဖိတ်ကြားအပ်ပါတယ် ကျူးချင်းမြင်ပေးပါတော့ဆရာတော်ဘုရားကြီးအားဂါရဝကျေးဇူးဦးတင်ရှိပါသည်ဗျာဆက်လက်၍ငါးဘာသာဂုဏ်ထူးရှင်နှင့်ရိုးရိုးအောင်ကျောင်းသူနှစ်ဦးအားကျူးချင်းမြင်ဖြစ်ပါတယ်ခုကလေးများအားကျူးချင်းမြင်ပေးပါရန်ဥပဒေချုပ်ကြီးအားလေးစွာစွာဖိတ်ကြားအပ်ပါသည်ရှင် ဦးမြင့်နိုင်သမီးငါးဘာသာဂုဏ်ထူးရှင်မတ်ချစ်စုဝေဆုလက်ခံရယူပေးပါရန်ဖိတ်ကြားအပ်ပါသည် ဦးအောင်စန်းထွေးသမီးရိုးရိုးအောင်မတ်နန်းဧကရီဆုလက်ခံရယူပေးပါရန်ဖိတ်ကြားအပ်ပါတယ်
ဦးစိုးပိုင်စိုးဤသမီးရိုးရိုးအောင်မအိမ်မခင်သူလက်ခံရယူပေးပါရန်ဖိတ်ကြားအပ်ပါတယ် စုချီးမြှင့်ပေးပါသောဥပဒေချုပ်ကြီးအားထူးပင်ကျေးဇူးတင်ရှိပါရှင်ဆက်လက်၍လေးဘာသာဂုဏ်ထူးရှင်နှင့်ရိုးရိုးအောင်ကျောင်းသား2ဦးအားစုချီးမြှင့်မှာဖြစ်ပါတယ်ပုဂ္ဂလိများအားစုချီးမြှင့်ပေးပါရင်ရက်ွက်အုပ်ချုပ်ရေးမှူးကြီးအားလေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင် ငါဦးသိန်းချိုးဤသားလေးဘာသာဂုဏ်ထူးရှင်မောင်လင်းလာပြည့်သူလက်ခံရယူပေးပါရန်ဖိတ်ကြားအပ်ပါလို့ရှင် ဦးအောင်မြင့်သူဤသားရိုးရိုးအောင်မောင်သူရဝင်သူလက်ခံရယူပေးပါရန်ဖိတ်ကြားအပ်ပါတယ် ဦးစေရမင်းဤသားရိုးရိုးအောင်မောင်စွမ်းဤထက်သူလက်ခံရယူပေးပါရန်ဖိတ်ကြားအပ်ပါတယ် စုချီးမြှင့်ပေးပါသောဥက္ကဋ္ဌကြီးအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်၍လေးဘာသာဂုဏ်ထူးရှင်နှင့်ရိုးရိုးအောင်ကျောင်းသားလေးများအားစုချီးမြှင့်ဖြစ်ပါတယ်ပုဂ္ဂလိများအားစုချီးမြှင့်ပေးပါရန်ဦးလာမျိုးထိုးအားလေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်
ဦးစိုးသူရိန်သာလေးဘာသာဂုံတူးရှင်မောင်မင်းလာရောင်စိုးသူလက်ခံရယူပေးပါရန်ဖိတ်ကြားပါတယ်ဦးစောစောလက်ဤသာရိုးရိုးအောင်မောင်စင်တော်ခန့်သူလက်ခံရယူပေးပါရန်ဖိတ်ကြားပါတယ်စုချင်းမြင်ပေးပါတော့ဦးလာမျိုးထုတ်အားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်၍နှစ်ဘာသာဂုံတူးရှင်နှင့်ရိုးရိုးအောင်ကျောင်းသားလေးများအားစုချင်းမြင်မှာဖြစ်ပါတယ်ထိုကလေးများအားစုချင်းမြင်ပေးပါရန်ဦးအောင်ခိုင်အားလေးစွာသာပန်ကြားအပ်ပါတယ်ရှင်ဟာဦးကျော်စွာဝင်းဤသမီးနှစ်ဘာသာဂုံတူးရှင်မက်ဤတင်စာကျော်သူလက်ခံရယူပေးပါရန်ဖိတ်ကြားအပ်ပါတယ်ဟာဦးလင်းလင်းထွန်းဤသာရိုးရိုးအောင်မောင်ထူးမြတ်သူလက်ခံရယူပေးပါရန်ဖိတ်ကြားအပ်ပါသည်သူချင်းမြင်ပေးပါတော့ဦးအောင်ခိုင်အားအထူးပင်ကျေးဇူးတင်ရှိပါလို့ရှင်ဆက်လက်၍တဘာသာဂုံတူးရှင်နှင့်ရိုးရိုးအောင်အကြောင်းသူလေးများကိုသူချင်းမြင်ရင်အတွက်ဦးမြင့်တန်းကလေးစားသာဖိတ်ကြားအပ်ပါလို့ရှင်ဟာဦးတင်တန်းဤသမီးတဘာသာဂုံတူးရှင်မတ်တိုင်နိုင်တဲ့သူလက်ခံရယူပေးပါရန်ဖိတ်ကြားအပ်ပါတယ်
ဦးကျော်လှိုင်သမီးရိုးရိုးအောင်မတ်အင်ဂျင်ကိုသူ့လက်ခံရယူပေးပါရန်ဖိတ်ကြားအပ်ပါတယ် သူချင်းမြင့်ပေးပါတော့ဦးမြင့်တန်းဦးကအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်၍ကဘာသာကုန်လူရှင်နှင့်ရိုးရိုးအောင်ကျောင်းသူများကိုသူချင်းမြင့်မှာဖြစ်ပါတယ်ကိုကလေးများအားသူချင်းမြင့်ပေးပါရန်ဦးစိုးနိုင်အားလေးသွားစွာပန်ကြားအပ်ပါတယ်ရှင် ဟာဦးစောမင်းထိတ်သမီးတဘာသာကုန်သူရှင်မချစ်ချစ်စောသူလက်ခံရယူပေးပါရန်ဖိတ်ကြားပါတယ် ဟာဦးစောမင်းလောင်းသမီးရိုးရိုးအောင်မတ်သိပ်တင်စာသူလက်ခံရယူပေးပါရန်ဖိတ်ကြားပါတယ် သူချင်းမြင့်ပေးပါတော့ဦးစိုးနိုင်အားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်၍ဘာသာကုန်လူရှင်နှင့်ရိုးရိုးအောင်ကျောင်းသူများသူချင်းမြင့်မှာဖြစ်ပါတယ်ပုတ်ကလေးများအားသူချင်းမြင့်ပေးပါရန်တော့အေးမော်အားလေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင် ဟာဦးကျော်ရွှေဤသမီးတဘာသာကုန်သူရှင်မတ်ဤရွှေစင်မိုးသူလက်ခံရယူပေးပါရန်ဖိတ်ကြားအပ်ပါတယ်
ဦးလာဦးဤသမီးရိုးရိုးအောင်မလာပြေဝွန်ဆုလက်ခံရယူပေးပါရန်ဖိတ်ကြားအပ်ပါသည် သူချင်းမြင်ပေးပါတော့ဒေါ်အေးမော်အားအထူးပင်ကျေးဇူးတင်ရှိပါလို့ရှင်ဆက်လက်၍ဘာသာကုန်သူရှင်နှင့်ရိုးရိုးအောင်ကျောင်းသူလေးများကိုသူချင်းမြင်မှာဖြစ်ပါတယ်ထိုကလေးများအားသူချင်းမြင်ပေးပါရန်အတွက်ဘိုးတိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမင်းခန့်ကျော်အားရေးစားစာဖိတ်ကြားအပ်ပါလို့ရှင်။ဖြစ်ချင်းဘာဦးတန်းမောင်ဦးဤသမီးဘာသာကုန်သူရှင်မတ်သွန်သစ္စာဦးသူလက်ခံရယူပေးပါရန်ဖိတ်ကြားအပ်ပါတယ်။ ဦးကျော်စေရ၏သမီးရိုးရိုးအောင်မတ်ဇူးဇူးစဉ်ဆုလက်ခံရယူပေးပါရန်ဖိတ်ကြားပါမယ်။ ချင်းမြင်ပေးပါတော့ဘိုးတိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမင်းခန့်ကျော်အားအထူးပင်ကျေးဇူးတင်ရှိပါရှင်။ ချင်းမြင်နဲ့ခမ်းနားစီစဉ်ပြီးပါပြီ။ဒီကုန်းကျုပ်အမှာစကားကိုစီစဉ်ရာဒီကုန်းကျုပ်အမှာစကားပြောကြားပေးရန်ဖြစ်ပါလို့ရှင်။ဒီကုန်းကျုပ်အမှာစကားအားကပူတိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးပင်ခန့်ကျော်အားပြောကြားပေးပါရန်လေးစားစွာပန်ကြားအပ်ပါလို့ရှင်။ အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ခဏမှာ
အခုလိုစကားပြောခွင့်ရတဲ့အတွက်အများကြီးလဲဝမ်းသာပါတယ်ဂုဏ်လဲဂုဏ်ယူပါတယ်ဒီနေ့ပို့ပြီးဂုဏ်ယူဖို့ကောင်းတာကတော့grade တွဲအောင်မြင်တဲ့ကျောင်းသားကျောင်းသူများကိုဒါလာရောက်ချီးမြှင့်ရတဲ့အခမ်းအနားလေးပေါ့မနေ့ကလည်းကျွန်တော်ပါတီရုံးမှာ grade တွဲအောင်တဲ့ဂုဏ်ထူးရှင်ပါတီဝင်မိသားစုကျောင်းသားကျောင်းသူများကိုလည်းကျွန်တော်တို့ချီးမြှင့်ပွဲလေးလုပ်ပါတယ်ဒီနေ့လည်းညနေပိုင်းမှာနေကင်းပိုင်းပေါ့ဒီမျိုးလေးလုပ်ရတဲ့အတွက်အများကြီးဝမ်းသာပါတယ်အဲ့တော့ပြောမှဆိုတော့ဒီနေ့တစ်နေ့လုံးကကျွန်တော်က grade တွဲအောင်တဲ့လူတွေကြီးပဲကိုလိုက်ပြီးတော့ဂုဏ်ပြုနေရတဲ့ခမ်းနားဖြစ်ပါတယ်တကယ်တော့ဒီခမ်းနားလေးကတကယ်ကိုလုံးသိတဲ့ခမ်းနားလေးဖြစ်ပါတယ်ကျွန်တော်တို့ပဲခူးမြို့နယ်မှာဆိုလို့ရှိရင်ကျွန်တော်တို့အိမ်အောင်စုလူကြီးနဲ့အိမ်အောင်စုတကောင်စင်းလေးကိုကြည့်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ပဲခူးမြို့နယ်မှာပညာတတ်ဥယျာဉ်ဒါဒီတက်ပို့ပြီးတိုးပွားလာဖို့အတွက်ကျွန်တော်လိုအပ်ပါတယ်ဆိုလိုတဲ့ဘောကဘာလို့လိုအပ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ပဲခူးမြို့နယ်မှာကျောင်းတက်နိုင်တဲ့ကလေး10ယောက်ရှိအယောက်100ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က90ရာခိုင်နှုန်းပဲစာသင်ကျောင်းကိုရောက်ပါတယ်မူလာတန်းကျောင်း PG စတက်ကပါတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဒီအချက်လက်တွေရကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က9တန်း10တန်းအောင်အလယ်တန်းအောင်တဲ့အဆင့်ဟာဒီ90အယောက်90တက်လိုက်တဲ့အချိန်မှာအလယ်တန်းအောင်တဲ့အဆင့်ကိုရောက်တဲ့အချိန်မှာ28ယောက်လောက်ပဲရှိပါတော့အဲ့ဒီကနေ28ယောက်လောက်ကနေပြီးဆက်ပြီးတော့ကျောင်းဆက်တက်သွားတဲ့အချိန်မှာ grade တွဲအောင်တဲ့အချိန်မှာကျွန်တော်တို့ကလူဘယ်နှယောက်ပဲကျန်တော့လဲဆိုတော့17ယောက်ပဲကျန်ပါတော့အဲ့17ယောက်ကနေပြီးဘွဲရောက်သွားတဲ့အချိန်မှာကျွန်တော်တို့ကဘွဲရတဲ့ဥယျာဉ်ကိုကြည့်လိုက်ရင်1ယောက်ပဲကျန်ပါတော့တယ်အဲ့တော့ဆိုလိုတဲ့သဘောကိုပြောမှဆိုရင်ကျွန်တော်တို့ကအယောက်90တက်မှနောက်ပိတ်ဆုံးဘွဲရတာ1ယောက်ပဲကျန်တော့တယ်ဆိုတဲ့သဘောမျိုးဖြစ်နေပါတယ်အဲ့တော့ကျွန်တော်တို့ပဲခူးမြို့နယ်မှာလည်းကျွန်တော်ကတောက်လျှောက်လွတ်တော်မှာလည်းကျွန်တော်တို့တင်ခဲ့ရတယ်ဒီကိစ္စတွေလည်းဖြစ်တဲ့အတွက်ကြောင့်ဒေသမှာကျွန်တော်တို့ပညာတတ်တွေအများကြီးလိုအပ်ပါတယ်တိုင်းပြည်တပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကျွန်တော်တို့ရက်ရွာတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုတာကျွန်တော်တို့ပညာတတ်တွေမရှိလို့မဖြစ်ပါဘူးဒါဖုံဖုံကလည်းဒီเจ้าမှာနှစ်စဉ်ပညာရေးကျွန်းစုပေးပွဲဆိုတာကလည်းကျွန်တော်လွတ်တော်ကိုယ်စားလှယ်ဘဝမရောက်ခင်ကျွန်တော်ရဲ့ဆရာဘာဦးဝင်းတင်တိုင်းပြည်လွတ်တော်ဥက္ကဋ္ဌလုံတုံးကလည်းကျွန်တော်သူ့ရဲ့ကိုယ်ရေးအရာရှိအနေနဲ့ဒီမှာစုချီးမြှင့်တာတွေပါတယ်ကျွန်တော်လာရောက်လုပ်ပေးမှုပါတယ်ဒီနေ့လိုမျိုးကံကနာနာနဲ့တွေ့ဆုံနေရတဲ့တွေလည်းအများကြီးကျေးဇူးတင်ပါတယ်နောက်ဒီမှာရှိတဲ့ဆောင်းပွဲအောင်မြင်သွားတဲ့ကျောင်းသားကျောင်းသူများအနေနဲ့လည်းဒါမိမိတို့ရဲ့ကျောင်းမိမိတို့ရဲ့ရပ်ကွက်မိမိတို့ရဲ့မြို့နယ်မိမိတို့ရဲ့နိုင်ငံကိုဒီထက်ပိုပြီးတော့ဖွံ့ဖြိုးတိုးတက်လာအောင်နိုင်ငံသားကောင်းသားသမီးတွေဖြစ်လာအောင်ဘုံစူးစမ်းပေးကြပါလို့ပြောကြရင်းနဲ့ပဲညီကုန်းချုပ်ပါတယ်ကြာအားလုံးကျေးဇူးတင်ပါတယ် ဒီကုန်းချုပ်မှာစကားပြောကြပေးပါတော့ဘကိုးတိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမင်းခန့်ကျော်အားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်စီစဉ်ရာခန္ဓာပြည့်မြောက်ကြောင်းကြေညာခြင်းဖြစ်ပါတယ်ကျော်နေလိုက်တော့နော်မဟာတရမဇောတိကတစားအကမဟာတရမဇောတိကတစားရက်ကျေတန်ကနာယကဥက္ကဋ္ဌရွှေကျင်ဗတ္တနာသာသနာဓမ္မဝိဟာရကျောင်းသားဤဦးစီးပဓာနာနာယကဆရာတော်မှ2025-2026ပညာသင်နှစ်ကြီးတွဲအောင်ကျောင်းသားကျောင်းသူများအားဂုဏ်ပြုစုချီးမြှင့်ခြင်းအခမ်းအနားကိုအောင်မြင်စွာပြည့်မြောက်ကြောင်းကြေညာအပ်ပါတယ်ရှင်